တခါတော့ကရွာငယ်လေးတရွာမှာမေရီဆိုတဲ့ရိုးသားဖြောင့်မတ်ပြီးစူးစမ်းတဲ့အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်။ဒါပေမဲ့သူမရဲ့ဘဝဟာကံကြမ္မာဆိုးတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်နဲ့ငယ်ကသူမရဲ့ခင်ပွန်းအာလာဟာဖျားနာပြီးဆုံးပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမေရီဟာမုတ်ဆိုးမလေးတစ်ယောက်ဖြစ်သွားခဲ့တာပေါ့။သူမခင်ပွန်းဆုံးပါသွားပြီးတဲ့နောက်မှာမေရီဟာရောက်ခမဖြစ်တဲ့ဆူရှန်နာနဲ့အတူဒီရွာလေးမှာပဲနေထိုင်ခဲ့ပါတယ်။ဒီနေ့ပူပြင်းလာတဲ့နေ့လေတစ်ခုမှာမေရီဟာသူတို့ရဲ့အိမ်ရှိကမြေကွက်လက်ကလေးမှာရိုတီတွေလုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရောက်ခမဖြစ်တဲ့ဆူရှန်နာဟာအပြင်ကနေပြန်ရောက်လာခဲ့ပါတယ်။မေရီရေရိုတီလေးနှစ်ချက်ဖုတ်ဖို့ကိုနေ့တစ်ဝက်လောက်ကြာအောင်ဘာလို့အချိန်ဆွဲနေရတာလဲ။အမေထင်းတွေကဆိုနေလို့ပါအမလေးရင်ခိကရွှေမတွေဆိုတနေ့တည်းနဲ့အလုပ်တွေအများကြီးပြီးအောင်လုပ်နိုင်တယ်အမေရဲ့ကျမလည်းစူးစမ်းနေပါတယ်ဒါကိုဖျားသခင်မသိပါလိမ့်မယ်အမေကတော့ကျမရဲ့စူးစမ်းမှုတွေကိုဘယ်တော့မှမမြင်နိုင်ပါမလဲမင်းတို့လူမျိုးရဲ့စကားကိုဘယ်ဖျားသခင်ကမှနားမထောင်ဘူးမင်းကကန်ဆိုးတဲ့မျိုးသမီးပဲငါရဲ့သားအာလာလည်းမင်းနဲ့ယူပြီးတော့တည်ဆုံးသွားခဲ့တာပဲလေမေရီရဲ့မျက်နှာဟာညှိုးကျသွားပြီးမျက်ရည်တွေလေလာပေမဲ့ဘာမှပြန်မပြောဘဲခေါင်းကိုပဲငုံထားလိုက်ပါတယ်။မေရီတို့ရဲ့ရွာမှာမိုးခေါင်နေတာကြောင့်လက်ကွက်တွေမှာသီးနှံတွေမထွက်ဘဲဖြစ်နေခဲ့ပါတယ်။မေရီတို့ရဲ့အိမ်မှာဆဆပပစပါးတဲ့အိတ်လေးပဲကျန်တော့တာမို့ရောက်ခမဖြစ်တဲ့ဆူရှန်နာဟာနေ့တိုင်းငွေကြီးအတွက်စိုးရိမ်ပူပန်နေရပါတော့တယ်။ကျွေးတွေကလည်းတင်နေပြီးငွေချင်းကလည်းနေ့တိုင်းလာတောင်းနေတယ်။ငါအခုဘာလုပ်ရပါမလဲ။ဆူရှန်နာဟာမေရီကိုခေါ်လိုက်ပါတယ်။ရွှေမကြီးအခုငါပြောတာနားထောင်ပါ။ငါငွေရှင်ကိုယူပြီး90ပေးစရာရှိတယ်။မပေးရင်သူကငါတို့ရဲ့မြေယာကိုသိမ်းပိုက်လိမ့်မယ်။ကောင်းပါပြီမေကျမဈေးထဲမှာလှုပ်ပြီးအဲ့ဒီအကျွေးတွေကိုဆက်ပေးပါမယ်။မင်းလှုပ်လို့ရတဲ့ပတ်စံလေးနဲ့ဘယ်လိုလုပ်ပြီးငါတို့ရဲ့အကျွေးတွေကြည့်နိုင်ပါမလဲ။ဒါဆိုဘယ်လိုလုပ်ရမလဲမေ။ဆူရှန်နာခဏကြာတိတ်ဆိတ်နေပြီးမှအခုလိုပဲပြောလိုက်ပါတယ်။နီးလန်းတစ်ခုတော့ရှိတယ်။ငွေရှင်စီမာမင်းကိုအပေါင်ထားရလိမ့်မယ်။ဆူရှန်နာရဲ့စကားကိုကြားတော့မေရီဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။အမေကျမကိုငွေရှင်စီမာမရောင်းလိုက်ပါနဲ့။ကျမနေရောညပါလုပ်ပါမယ်။လေရီလည်းထွန်ပါမယ်။ငါလည်းဖမ်းပါမယ်။ဒါပေမဲ့ကျမကိုငွေရှင်စီကိုတော့မပို့ပါနဲ့နော်။စကားတွေမများနဲ့တော့မေရီမနေ့ပြန်ကစပြီးနင်ငွေရှင်ရဲ့အိမ်မှာအလုပ်သွားလုပ်ရလိမ့်မယ်။အိုးဖျားသခင်ကျမရဲ့ကံကြမ္မာကဘာလို့ဒီလောက်တောင်ဆိုးရနေရတာလဲ။နောက်တနေ့မနက်မှာပဲဆူရှန်နာနဲ့မေရီတို့နှစ်ယောက်ဟာငွေရှင်ကိုပါရဲ့အိမ်ကိုရောက်လာခဲ့ပါတော့တယ်။လာပါဆူရှန်နာဒီနေ့ဘာတွေယူလာခဲ့လဲ။ငါရဲ့အကျွေးတွေကိုပြန်လာဆက်တာလား။ကိုပါရဲ့ဒီနေ့ကျမရဲ့ရွှေမမေရီကိုအပေါင်လာထားတာပါ။ဦးလေးရဲ့ကျမကိုတနာပါကျမအလုပ်ကြိုးစားပြီးအမေရဲ့အကျွေးတွေကိုပြန်ဆက်ပါမယ်ဆူရှန်နာနင်းရဲ့ရွှေမကစကားပြောတတ်လှကြီးလားကျမရဲ့ရွှေမကရှင်ရဲ့အိမ်မှာနေပြီးအလုပ်အလုံးကိုလုပ်ပေးပါလိမ့်မယ်ရေခက်တာတပြက်စီးလဲတာနဲ့ဆက်ပြုတ်တာတွေအကုန်လုံးပေါ့ကောင်းပြီအကျွေးတွေအလုံးမကြေသေးပြီသူဒီမှာပဲနေရမယ်အမေရဲ့ဒီလိုတော့မလုပ်ပါနဲ့ကျမတခြားနေရာကနေပတ်စံချပြီးအမေရဲ့အကျွေးတွေကိုဆက်ပေးပါမယ်တိတ်ဆဲမေရီအခုငါတို့မှတခြားနေလည်းမရှိဘူးအခုကစပြီးမင်းဒီမှာနေရလိမ့်မယ်ဒီအိမ်ရဲ့အလုပ်တွေအလုံးကိုမင်းလုပ်ရလိမ့်မယ်ဒီလိုပြောပြီးဆူရှန်နာဟာနောက်လည်းမကြည့်ပဲထွက်သွားပါတော့တယ်မေရီကတော့ငိုပြီးချင်ရင်နေခဲ့တော့တာပေါ့မေရဲ့ကျမကိုထားပြီးထွက်မသွားပါနဲ့ဒီလိုနဲ့မေရီဟာကိုပါရဲ့အိမ်မှာအိမ်အလုပ်တွေလုပ်ရတော့တာပေါ့မေရီအိမ်အလုပ်တွေလုပ်နေတော့မှပဲကိုပါဟာမေရီရဲ့နောက်ကိုရောက်လာခဲ့ပါတယ်မေရီဒီနေ့မင်းတော်တွေကနေထင်းနေသွားခုတ်ခဲ့ရမယ်ထင်းတွေမပါရင်ထမင်းလည်းမစားရဘူးနော်ပြီးတော့မင်းတော်တွေကိုရေးပြီးထမင်းတွေလည်းယူသွားလို့မရဘူးသဘောပေါက်လားအခုသွားတော့ဦးလေးရဲ့ထမင်းတွေရေးတွေမပါပဲကျမတော်တွေကိုဘယ်လိုသွားရမှာလဲတိတ်ဆန်းနင်ဒီကိုအလုပ်လုပ်ဖို့လာတာလားဒါမှမဟုတ်အုပ်ချုပ်ဖို့လာတာလားမေရီဟာတိတ်ဆိတ်စွာပဲထမင်းနဲ့ရေကိုမယူပဲတော်တွေကိုထွက်လာခဲ့ပါတော့တယ်မေရီဟာတော်တွေရောက်တော့ထင်းတွေကိုစုဆောင်းနေတော့တာပေါ့သူမဟာထင်းတွေကောင်းနေတော့မှပဲရုတ်တရက်အစိမ်းရောက်နယ်ပင်ပေါ်မှာတောက်ပနေတဲ့ဘူးတီတစ်လုံးကိုမြင်လိုက်ရပါတယ်ဒီတော့နဲ့ကြီးထဲမှာဒီလောက်လှပတဲ့ဘူးတီကဘယ်လိုလုပ်ပြီးတီးနေရတာလဲပြီးတော့ဒီနားမှာဘယ်သူမှလည်းနေတာမဟုတ်ဘူးဒါဆိုဒီဘူးတီကဘယ်လိုလုပ်ပြီးဒီမှာရှိနေတာလဲ
မေရီဟာပိုင်ရှင်ရှိမရှိပတ်ဝန်းကျင်ကိုဝေးပတ်ကြည့်လိုက်ပါတယ်ပြီးတော့အဲ့ဒီဘူးတီကိုခူးယူပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ်ဒီနေ့အိမ်မှာတခြားဟင်းသီးရွက်တွေလည်းမရှိဘူးဆိုတော့ဒီဘူးတီကိုပဲဟင်းဆက်စားလိုက်တော့မယ်မေရီဘူးတီကိုလှီးလိုက်တဲ့အချိန်မှာပဲဘူးတီတွေကနေစိတ်တွေကျလာခဲ့ပါတော့တယ်အိုးဖျားကြီးဒါပါတွေလေဒီလောက်တောင်တောက်ပနေတာဒါတွေကစိတ်တွေများလားအဲ့ဒီအချိန်မှာပဲငွေရှင်ကိုပါရောက်လာပြီးမေရီမင်းသားတွေကိုဘယ်ကယူလာတာလဲဦးလေးရဲ့ဘူးတီတွေကဒါတွေထွက်လာမယ်ဆိုတာကျမကိုယ်တိုင်တော့မသိပါဘူးတော်ထဲမှာဘူးတီနယ်ပင်ရှိနေတာနဲ့ဘယ်သူမှမတွေ့လို့ကျမခူးလာခဲ့တာပါကိုပါဟာသူ့ရဲ့စိတ်ထဲမှာတွေးလိုက်ပါတယ်ဒီဘူးတီကဘယ်သူမှမဟုတ်ဘူးဆိုရင်တော်ထဲမှာတခြားဘူးတီတွေလည်းထက်ရှိအောင်ပါပဲမေရီကိုနေတိုင်းဘူးတီတွေသွားယူခိုင်းရမယ်ဘူးတီတွေကနေနေတိုင်းစိတ်နေတာရမယ်ဆိုရင်ငါတော့အရင်ရှင်းတာသွားတော့မှာမေရီမင်းမနေ့ပြန်တော်တဲ့ကိုထက်သွားပြီးဘူးတီတွေယူလာခဲ့ရမယ်နောက်တနေ့မနက်မှာမေရီလည်းတော်တဲ့ကိုထွက်လာခဲ့ပါတော့တယ်အဲ့ဒီနေရာမှာဘူးတီနယ်ပင်မရှိတော့တာကိုမေရီတွေ့လိုက်ရပြီးအဲ့ဒီအစားငကလေးတစ်ကောင်သာတစ်ပင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ပါတယ်ဘာချနေတာလဲမေရီလည်းထိတ်လန့်ပြီးဘေဘီကိုကြည့်လိုက်ပါတယ်ငကလေးစကားပြောနေတာကိုမြင်ရတော့သူမလည်းအံ့အားသင့်သွားတော့တာပေါ့မင်းကစကားပြောတတ်တာလားဟုတ်တယ်ငါစကားပြောနိုင်တယ်နင်ဒီကိုဘာလာယူတာလဲမနေ့ကကျမထင်းကောက်လာတော့ကဒီမှာဘူးတီနယ်ပင်တပင်တွေ့လိုက်တယ်လေအဲဒါကြောင့်ကျမဘူးတီလာခူးတာပါမေရီရေအဲ့ဒီအပင်ကတစ်နှစ်မှာတစ်ခါပဲဒီနေရာမှာပေါက်တာပြီးတော့အသီးလည်းဆက်ရှင်သေးတယ်အဲ့ဒါကိုဘယ်သူမှမမြင်ရဘူးလေဒါပေမဲ့မင်းကကံကောင်းလို့မြင်ရတာလေအခုတော့အဲ့ဒီအပင်ကနောက်နှစ်မှပဲပေါက်ပြီးအသီးတီးတော့မှာမေရီလည်းငကလေးရဲ့စကားကိုကြားတော့ဝမ်းနေသွားတော့တာပေါ့ပြီးတော့သူမဟာအိမ်ကိုပြန်လာခဲ့ပါတော့တယ်အိမ်ကိုပြန်ရောက်တော့မေရီဟာကိုပါကိုဘူးတီနယ်ပင်မရှိတော့ကြောင်းပြောပြလိုက်တော့တာပေါ့ဘူးတီနယ်ပင်ကမရှိတော့ဘူးဟုတ်လားမင်းကကိုညာနေတာမလားကျမမညာပါဘူးတခင်သွားကြည့်ချင်ရင်ကြည့်နိုင်ပါတယ်မေရီရဲ့စကားကိုကြားတော့ငွေရှင်ကိုပါလည်းဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်သူဟာစိတ်တလုံးရခဲ့တာကိုတွေးပြီးနှုတ်ဆိတ်နေတာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ဆူရှန်နာဟာသူမရဲ့အိမ်မှာအိပ်ပျော်နေခဲ့ပါတယ်သူမဟာအိမ်မက်မက်နေခဲ့တာပေါ့နှစ်သမီးတစ်ပါးဟာသူမရှေ့မှာရောက်လာပြီးဆူရှန်နာနင်းရဲ့ရှေ့မကိုအိမ်ပြန်ခေါ်လာပါသူမကကံကောင်းတဲ့သူပါဆူရှန်နာဟာအိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်နောက်တနေ့မှသူမဟာအိမ်မက်အကြောင်းကိုမေ့သွားပါတော့တယ်နောက်တနေ့အိပ်ရဝင်တော့သူမဟာအရင်နေ့ကအိမ်မက်ကိုပဲထပ်ပြီးတော့မခဲပါတယ်ဆူရှန်နာနင်းရဲ့ရှေ့မကိုအိမ်ပြန်ခေါ်လာပါသူမကကံကောင်းတဲ့သူပါဆူရှန်နာလည်းအိမ်မက်ကနေလန်နိုးလာပြီးငါဘာဖြစ်လို့ဒီအိမ်မက်ကိုပဲထက်ခါမက်နေရတာလဲမနေ့ပြန်ကြရင်ဒီအိမ်မက်ရဲ့အတိတ်ပဲကိုရသိကြီးရှိကိုသွားမေးကြည့်ရမယ်နောက်တနေ့မနက်မှာဆူရှန်နာဟာရသိကြီးရှိတဲ့နေရာကိုထွက်လာခဲ့ပါတော့တယ်ရသိကြီးစီကိုရောက်တဲ့အခါမှာဆူရှန်နာဟာသူမရဲ့အိမ်မက်အကြောင်းအလုံးစုံကိုပြောပြပြီးအိမ်မက်ရဲ့အတိတ်ပဲကိုရသိကြီးအားမေးမြန်းခဲ့ပါတယ်ရသိကြီးရေကျမကိုဒီအိမ်မက်ရဲ့အတိတ်ပဲကိုပြောပြပေးနိုင်မလားဆူရှန်နာမင်းရဲ့ရွှေမမှာကံကောင်းခြင်းနဲ့နှစ်သမီးရဲ့ကောင်းချီးမင်္ဂလာတွေရှိတယ်။ဒါဟာမင်းရဲ့ရွှေမဟာအရန်ကံကောင်းတယ်လို့ဆိုလိုတာဖြစ်တယ်။သူမဟာမင်းတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိမ့်မယ်။သူမကိုငွေရှင်အိမ်ကနေပြန်ခေါ်လာခဲ့ပါ။ဆူရှန်နာလည်းသူမအမှားလုံးမိတယ်ဆိုတာကိုနားလည်သွားပါတော့တယ်။ဆူရှန်နာဟာဆက်ရှင်းမဲ့သူမရဲ့ရွှေမကိုငွေရှင်တန်ကနေပြန်တောင်းပါတော့တယ်။ငွေရှင်ကြီးရဲ့ကျမရဲ့ရွှေမကိုပြန်ပေးပါကျမအကြီးကျယ်မားသွားပြီကျမအိမ်ရဲ့ကြက်သေးကိုခမည်းစီမှာပေါင်နှံခဲ့မိတယ်ဒါပါစကားလဲဆူချင်တာနင်ကြိုက်တဲ့ချိန်ငါစီလာပြီအခုတော့နင်ကနင်ရဲ့ရွှေမကိုပြန်တောင်းနေတယ်ကျမကိုခွင့်လွှတ်ပါကျမရဲ့ရွှေမကိုပြန်ခေါ်သွားပြရစေရှင်ရဲ့ပတ်စံတွေကိုလည်းတပြားမကျန်ပြန်ဆက်ပါမယ်ငါရဲ့ပတ်စံတွေကိုပြန်မဆက်မချင်းငါနင်ရဲ့ရွှေမကိုမလွတ်ပေးနိုင်ဘူးဆူချင်တာနင်ဒီကနေထွက်သွားတာကောင်းမယ်ဆူရှန်နာလည်းဘာမှမတက်နိုင်မဲ့သူ့ရဲ့အိမ်ကိုပြန်လာခဲ့ရပါတော့တယ်။အဲဒီနေ့မှာဆူရှန်နာဟာအရင်နေ့ကအိမ်မက်ကိုပဲမက်ခဲ့ပြန်ပါတယ်။ဆူရှန်နာမင်းရဲ့ရွှေမကအရင်ကံကောင်းတဲ့သူပါ။သူမကိုအိမ်ကိုပြန်ခေါ်လာခဲ့ပါ။ကျမသွားခဲ့ပါတယ်နဲ့သမီးတွေဝီကျမရဲ့ရွှေမကိုလွတ်ပေးဖို့ငွေရှင်တထေးကညှင်းဆိုခဲ့တယ်လေ။ဒါဆိုရင်မင်းသူ့ကိုပြောလိုက်ပါမင်းရတဲ့စိန်တွေကငါရွှေမကြောင့်ရတာလို့ငါရွှေမကိုပြန်မလွတ်ပေးရင်ငါတရွာလုံးကိုဒီအကြောင်းကိုပြောပြမယ်ဆိုတာနောက်တနေ့မနက်မှာဆူချန်နာဟာငွေရှင်တရီရဲ့အိမ်ကိုထပ်သွားပြီးနှစ်သမီးတွေဝီမာကြတဲ့အတိုင်းပြောခဲ့ပါတယ်။ငွေရှင်ကြီးရဲ့ကျမရွှေမကိုပြန်ပေးပါ။ဆူချန်နာငါနဲ့မဖြစ်သေးဘူးလို့မင်းကိုပြောထားတယ်မလား
ငွေရှင်ကြီးရဲ့ကျမရဲ့ရွှေမကိုပြန်ပေးပါအကယ်၍မပေးဘူးဆိုရင်ကျမရဲ့ရွှေမစိန်တလုံးတွေးခဲ့တာကိုရှင်ယူထားတယ်ဆိုတာတရွာလုံးကိုပြောပြလိုက်မယ်ငွေရှင်တထေးလည်းအားတင်သွားပြီသူရှိမစိန်တွေးတာကိုဒီမိမဘလို့တည်သွားတာလဲဆိုပြီးစိတ်ထဲမှာတွေးနေပါတော့တယ်မင်းရွှေမစိန်နေတွေးတယ်ဆိုတာမင်းကိုဘယ်သူပြောလိုက်တာလဲထားပါတော့ငွေရှင်တထေးမင်းကျမရွှေမကိုပြန်ပေးပါရှင်အဲ့ဒီစိန်ကိုယူထားခြင်းရင်လည်းယူထားပါဒါပေမဲ့ကျမရွှေမကိုတော့ပြန်ပေးပါကျမရွာထဲမှာဘယ်သူကိုမှပြန်ပြောမှမဟုတ်ပါဘူးတထေးလည်းခဏတာတိတ်ဆိတ်နေလိုက်ပြီးဒီနီးကမှန်တယ်သူရွှေမကိုလွတ်ပေးလိုက်တာပဲကောင်းမယ်လို့စိတ်ထဲမှာတိတ်တိတ်ဆိတ်ကျင်စီနေပါတော့တယ်အဲ့ဒီအချိန်မှာပဲမေရီဟာအိမ်ထဲကနေပြေးထွက်လာခဲ့ပါတယ်သူမဟာငိုယိုပြီးရောက်ခမဖြစ်တဲ့ဆူချန်နာကိုပြောလိုက်ပါတယ်အမေကျမကိုလာခေါ်တာလားဟုတ်တယ်သမီးအမေကိုခွင့်လွှတ်ပါကွယ်အမေသမီးအပေါ်မှာအရန်ကိုရက်ဆက်ခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအိမ်ကိုပြန်လာခဲ့ကြပါတယ်အိမ်ပြန်လမ်းမှာဆူချန်နာဟာသူ့ရွှေမရဲ့ကံကြမ္မာဘလို့ပြောင်းလဲသွားလဲဆိုတာကိုတွေးနေခဲ့ပါတယ်ဒါတကယ်ကိုအံ့ဩစရာပဲသမီးကတကယ်ပဲကံကောင်းသူပါကွယ်နားလည်မှုလွဲခဲ့တဲ့အမေကိုခွင့်လွှတ်ပါသမီးရဲ့မေရီလည်းတော်တဲ့ကအကြောင်းငကလေးအကြောင်းစိတ်တွေအကြောင်းအဖြစ်ပြက်အလုံးကိုရောက်ခမဖြစ်တဲ့ဆူချန်နာကိုပြန်ပြောပြခဲ့ပါတယ်ဆူချန်နာလည်းနားထောင်ရင်းနဲ့စိတ်လှုပ်ရှားနေခဲ့တာပေါ့ဒီနေ့ကြာပြီးတဲ့နောက်မှာမေရီနဲ့ဆူချန်နာတို့နှစ်ယောက်ဟာတစ်တော်ဘက်ကိုထပ်သွားခဲ့ကြပါတယ်ကြည့်ပါဦးမေဒါကအဲ့ဒီဘူးသီးနွယ်ပင်ပဲဟုတ်တယ်သမီးဒီဘူးသီးပင်ကဘလောက်တောင်လှလိုက်လဲဘူးသီးကိုလည်းကြည့်ပါအောင်တောက်ပနေလိုက်တာဘူးသီးကိုခူးပြီးသူတို့နှစ်ယောက်ဟာအိမ်ကိုပြန်လာခဲ့ကြပါတယ်အိမ်ကိုရောက်တော့မေရီဟာဘူးသီးကိုလိလိုက်တဲ့အချိန်မှာပဲစိန်တွေကထပ်မံကျလာခဲ့ပါတော့တယ်ကြည့်ပါဦးမေစိန်တွေထပ်ကျလာပြန်ပြီအခုတော့ကျမတို့ရဲ့ကံကြမ္မာကပြောင်းလဲသွားပြီငွေရှင်တထေးလိုလူမျိုးတွေကိုကြောက်နေစရာမလိုတော့ဘူးမေဟုတ်တယ်သမီးဒါတွေအလုံးကသမီးကြောင့်ပါပဲကွယ်သမီးကအမေတို့အိမ်ရဲ့စက်တည်ကောင်းမယ်ကျေးဇူးတင်ပါတယ်နဲ့သမီးတွေဝီအခုဆိုရင်ကျမတို့ဘယ်တော့မှဆင်းရဲမှာမဟုတ်တော့ဘူးသူတို့နှစ်ဦးဟာစိန်တွေကိုရောင်းပြီးအိမ်အသစ်တစ်လုံးဆောက်ခဲ့ကြပါတယ်နှစ်စဉ်နှစ်တိုင်းအဲ့ဒီဘူးသီးပင်ကသူတို့ကိုစိန်တွေပေးနေခဲ့ပါတယ်အခုတော့အမေတို့ရဲ့ဘဝလုံးကျုံသွားပြီသမီးအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပေမဲ့ကံကြမ္မာကအမေတို့ကိုထောက်ပံ့ခဲ့တယ်ဟုတ်ပါတယ်မေအခုဆိုရင်ကျမတို့ဟာကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နေကြပြီလေဒီလိုနဲ့မေရီနဲ့ဆူချန်နာတို့ရဲ့ဘဝဟာပျော်ရွှင်စွာနေထိုင်ရတဲ့ဘဝလေးဖြစ်လာခဲ့ပါတော့တယ်